ရှစ်သိန်းခွဲဝန်းကျင်မှာဒီဇိုင်းပိုင်းလေးမိုက်ရမယ်ကာလာလေးတွေကလည်း colorful ဖြစ်ပြီးတော့ကိုင်ကျင်စရာလေးဖြစ်ရမယ်ပြီးတော့ battery ကလည်းတောင်းတောင်းနေနေဖြစ်ရမယ်ဆိုတော့ customer တွေအတွက်တကယ်မိုက်တဲ့ဖုန်းလေးလုံချောင်းလေးဖြစ်ပြမယ်အဲ့ဒါတော့ပြီးခဲ့တဲ့ရက်ပိုင်းတော့မှတိထွက်လာတဲ့ Infinix Hot Assembly ပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ဈေးနှုန်းအနေနဲ့က RAM 4 128GB version ကို8,9,900 8,8,100ရောနည်းနည်းလေးများတယ်ဒါကကျွန်တော်ပြီးခဲ့တဲ့ကာလာတွေမှာထွက်ခဲ့တဲ့ဖုန်းတွေနဲ့ရှင်းတိုင်းများတယ်လို့ခံစားရတယ်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရင်လည်း CIR test တွေရှိမယ်ပြီးတော့ဒီ RAM shortage ကြောင့်ပေါ့နော် globally ဖြစ်နေတဲ့ RAM shortage ကြောင့် RAM တွေကို manufacturer က CPU ဝင်ရတဲ့ပြဿနာတွေရှိတယ်ပေါ့နော်အဲအကြောင်းဈေးကတော့ပုံမှန်ထက်များနေလိမ့်မယ်ပြီးခဲ့တဲ့နှစ်တုန်းကထွက်ထားတဲ့ Hot 60 RAM 4 128GB တဲ့ဒီကောင်ဈေးပို့ပြီးတော့များတယ်ဒီတစ်ချက်တော့ရှိတယ်တကယ်လို့ Hot Assembly ကိုလိုချင်လို့ဝယ်ယူချင်တယ်ဆိုလို့ရင်ကျွန်တော်တို့ဖုန်းကင်းမှာ July လကုန်မတိုင်ခင်ထိဝယ်ရတဲ့ customer တွေကို 45W support လုပ်တဲ့ power bank ရပြီးတော့ attended package လေးတွေလက်ဆောင်ပေးဖို့ရှိပါတယ်ဝယ်ယူချင်တယ်ဆိုလို့ကျွန်တော်ဖုန်းကင်းကိုအမြန်ဆုံးတက်လာခဲ့ဖို့အတွက်ပိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ပြောအောင်ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီကောင်ရဲ့ battery capacity တော်တော်လေးကိုမှအဆင်ပြေတယ်ကျွန်တော်အခုစမ်းသုံးကြည့်ရသလောက် battery ခံတဲ့ထဲမှာပါတယ် capacity အနေနဲ့ဆိုလို့ရင်ဒီကောင် 6000 mAh capacity ကိုသုံးပေးထားတယ် 45W all round fast charge ဒီကောင်မှာ support လုပ်ပါတယ်ဆိုတော့ battery ဘိုင်းနဲ့ပတ်သက်ပြီးဒီကောင်လုံးဝမျက်နှာငယ်စရာမလိုဘူးအဲ့ဒါအပြင်ကိုကျွန်တော်အရှိမပြောခဲ့တဲ့ 45W support လုပ်တဲ့ power bank လည်းရအောင်ပါဆိုတော့ battery ဘိုင်းသူ့ရဲ့ power ဘိုင်းနဲ့ပတ်သက်ပြီးလုံးဝ easy ညလုံးမိတ်ပြီးတော့စိတ်ချတာတွေရတယ်ပြီးတော့နောက်တစ်ပိုင်းအနေနဲ့ဆိုလို့ကျွန်တော်ဒီကောင်ရဲ့ design color ပဲ design color ဆိုတာတဲ့ design ဘိုင်းကတော့ကျွန်တော်အနေနဲ့ personally တိတ်တော့မကြိုက်ဘူးဒါပေမဲ့ color ဘိုင်းကတော့တော်တော်လေးကိုမှမိုက်တယ်ဆိုတော့ color အနေနဲ့ကျွန်တော်လက်ထဲကဒီတာမယ် orange ဆိုတဲ့အရောင်ကတော်တော်လေးမိုက်တယ် color changing technology လည်းပါတယ်ဆိုတော့အခုကျွန်တော် aircon ထဲမှာရိုက်နေဖြစ်တဲ့အတွက်ကြောင့် color ကနည်းနည်းလေးရင်းတဲ့ဘက်ကိုသွားတယ်တကယ်လို့ကိုကနေအောင်အောက်တို့အပူချိန်နည်းနည်းပြင်းတဲ့ဟာနဲ့ထိတွေ့လိုက်ပြီဆိုလို့ရင်ဒီကောင်ကလိမ်မောင်ရောင်ဖြစ်ဖြော်လေးဘက်ကိုပြောင်းသွားတယ်ဆိုတော့ color changing technology ကအခုလိုမျိုးဈေးတန်းမှာပြန်ပြီးတော့ကျွန်တော်မြင်တွေ့ရတာလေးတခုတော့သဘောကျတယ်ပြီးတော့တခြားရောင်နေနေဆိုတော့နောက်ထပ်9ရောင်ထပ်ပေးရမယ်တိုတင်ကတော့6ရောင်ပေါ့နော်အဲ့ဒီမှာကိုက classic ဖြစ်တဲ့ black ကိုကြိုက်တယ်ဆိုရင်တော့ night pot ဆိုတဲ့အရောင်လေးရှိမယ်ပြီးရင် deep blue ဆိုတဲ့အပြာရောင်လေးရှိမယ်ပြီးရင် silver dancer ဆိုတဲ့အဖြူရောင်ဆန်တဲ့အရောင်လေးရှိမယ်ပြီးရင် green texture လို့ခေါ်တဲ့အစိမ်းရောင်တိရွက် texture လေးပါတဲ့အရောင်ရှိမယ်ပြီးရင်တော့ white violence ဆိုတဲ့ခင်းရောင်လေးရှိမယ်ဆိုတော့ color အနေနဲ့ကြည့်မယ်ဆိုလို့ကျွန်တော်ဒီကောင်ကလုံးဝရောင်စုံဘောလုံးထက်တောင်မှအရောင်စုံနေလို့ပြောလို့ရတယ်ပြီးတော့ဒီကောင်မှာသုံးပေးထားတဲ့ဒီ camera bump design ပေါ့နော်ဒါကတော့ကျွန်တော်ခုနကပြောခဲ့သလိုပဲ personally လုံးဝမကြိုက်ဘူးဘာလို့လဲဆိုတော့ဒီကောင်မှာ50 megapixel တစ်လုံးပဲပါပြီးတော့ auxiliary lens တစ်လုံးပါမယ် auxiliary lens တွေပါရဒီဘက်ခေတ်မှာအရင်မလိုတော့ဘူးဗျာဒီ AI ဘာညာနဲ့ support လုပ်နေဖြစ်လို့ကြောင့် auxiliary lens တွေကလုံးဝမလိုတော့ဘူးပြီးတော့သူ့အောက်မှာ edit ထားလို့ light လေးတွေထည့်ပေးထားသေးအဲ့တော့ကြောင့် camera band ရဲ့ရှည်လေးမျိုးဖြစ်နေတကယ်သုံးလို့ရတဲ့ camera အပေါ်မှာ50 megapixel တစ်လုံးပဲပါမယ်ဆိုတော့နောက်ကျောဘက် design က lock colorful ဖြစ်ပြီးတော့အသွေးမွေးလေးတော်တော်လေးမိုက်နေဗျာဒါပေမဲ့ဒီ camera band ရှည်လေးမျိုးကြီးတိတ်ပြီးတော့ကြည့်လို့မကောင်းလို့ကျွန်တော်အနေနဲ့ခံစားရတယ်အရှိဘက်မှာဆိုလို့ရင်ဒီကောင်က8 megapixel selfie ကိုသုံးပေးထားတယ်ပုံထွက်တွေကတော့ကျွန်တော် budget phone တွေဖြစ်တဲ့ကြောင့်အရင်ကြီးတော့မျှော်လင့်လို့မရဘူးပြီးတော့နောက်တစ်ပိုင်းအနေနဲ့ဆိုလို့ရင်ဒီကောင်မှာသုံးပေးထားတဲ့ chipset ပိုင်း chipset အနေနဲ့ MediaTek Helio G100 Ultimate ကိုသုံးပေးထားတယ်ပြီးတော့ RAM extension ဘာညာထပ်လုပ်လို့လည်းရအောင်မယ်ဆိုတော့ performance ကတော့တချို့30တန်းဝန်းကျင်မှာသုံးထားတဲ့ chipset ကြီးသုံးထားဆိုတော့နည်းနည်းကုန်ရွမလို့တော့ဖြစ်သွားတယ်ဗျာဒီလားဆိုတော့ performance ဘိုင်းကတော့ကျွန်တော် daily life မှာသုံးနေကြ social media app တွေပြီးတော့ mobile ကြီးလို့ game မျိုး medium graphic setting လောက်နဲ့ AC ဆော်လို့ရတာတွေကဒီကောင်မှာအကျုံးဝင်ပါတယ်ဒီကောင်နဲ့အဆင်ပြေတယ်ဒီထက်ပိုပြီးတော့တက်သွားမယ်ဆိုလို့ကျွန်တော်ဒီကောင် heavy usage သုံးမယ်ဆိုလို့ကျွန်တော်ဒီကောင်တွေကိုသိပြီးတော့မညှိုးပေးခြင်းနောက်တစ်ချက်အနေနဲ့ဒီကောင်ရဲ့ display ပိုင်းအားနည်းချက်လို့လည်းပြောလို့ရတယ် battery chain တွေထူတယ်ပြီးတော့ 720p resolution နဲ့ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့3 GB လောက်ကတော့အဆင်ပြေတယ်ဗျာဒီလားအရင် display ကို sensitive မဖြစ်ဘူးဖုန်းကိုအလုပ်တက်လောက်ပဲသုံးမယ်ဖုန်းပြောင်းလောက်ပဲသုံးမယ်ဆိုတော့လူတွေအဆင်ပြေတယ်ပြီးတော့ refresh rate 120 Hz ပါမယ်အပြင်ကမှဒီကောင်ရဲ့ HPM brightness ပေါ့နော်ကျွန်တော်တို့ auto brightness ဖွင့်ပြီးနေအောင်ယူသွားမယ်ဆိုလို့ရင်900 nits ဒီကောင်ရဲ့အလင်းထောက်ပံ့မှုကျွန်တော်ရမှာဖြစ်ပါတယ်အဲဒီအတွက်ကြောင့် brightness ဘိုင်းကလည်းသူ့အလေးနဲ့သူအဆင်ပြေတယ် 720p ကိုကအားနဲ့လို့မခံစားတတ်တဲ့လူဆိုလို့ချင်းဒီကောင် display လေးအဆင်ပြေပါတယ်ဒါပေမဲ့တခုတော့ရှိရဲကျွန်တော်ရှင်းမပြောခဲ့သလိုပဲ battery chain တွေတော်တော်လေးမှထူတယ်ပြီးတော့ဒီကောင် durability ဘိုင်းအနေနဲ့ကြည့်မယ်ဆိုလို့ရင် IP65 dust and water resistant support လုပ်တာတွေပြီးတော့အမြင့် 1.5 meter နဲ့ပြုတ်ကျတဲ့တန်းကိုခံနိုင်တာဒါလေးတွေတော့ဒီကောင်ရဲ့အားသာချက်လေးဖြစ်တော့ရှိလိမ့်မယ်ပြီးတော့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရင်တော့ဒီကောင်ရဲ့ UI ဘိုင်းပေါ့နော် UI ဒီနဲ့ဒီကောင်က Android 16ကို base လုပ်ထားတဲ့ iOS 16နဲ့ပေါ်ထွက်လာတဲ့ UI အနေနဲ့တော်တော်လေးကိုမှ Infinix ကတော်တော်အားစိုက်ပေးထားတာသိတာဘာလို့လဲဆိုတော့ budget phone ဖြစ်နေသည့်တောင်ဒီကောင်ဝင်ထွက် animation လေးတွေပါတာတွေပြီးတော့ motion blur real time ပြပေးနိုင်တာမျိုးလေးဒါလေးတွေကတော့မိုက်တယ်ပြီးတော့ UI ကရိုးရှင်းရှင်းနဲ့သုံးရတာအဆင်ပြေ iOS နဲ့နည်းနည်းတူတယ်လို့တော့ခံစားရတယ်ဗျာဒါပေမဲ့လည်း whatever ပေါ့နော်ကျွန်တော်8,000 ဝန်းကျင်နဲ့အခုလိုမျိုး performance လေးအခုလိုမျိုးကျွန်တော် visual experience user experience ရလေးရတော့မစိုးလို့မြင်နေဆိုတော့အနည်းချုပ်ပြီးပြောရမယ်ဆိုလို့ကျွန်တော် share customer အနေနဲ့
display ဘိုင်းကိုအရန်ကြီးမမျော်လင့်ထားဘူးနော်ဥပမာ 720p ဖြစ်တာငါတို့က game ဆိုင်ဘူးအဆင်ပြေပြေသုံးလို့ရရမယ် official တွေကဖြစ်ရမယ်အခုလိုမျိုး colorful ဖြစ်တဲ့model လေးပြပါဆိုရင် hot 70ကိုကျွန်တော် recommend ပေးတယ်အဲ့လိုမှမဟုတ်ဘူး display ကို sensitive ဖြစ်တဲ့လူဆိုလို့ရှိရင်တော့ကောင်းကို skip လိုက်ဖို့အတွက် recommend ပေးပါတယ်